န်းတို့သည်လည်းမောင်ကြရုံမောင်ကြ၏အပိုင်း20ခွန်မြန်မာနိုင်ငံတွင်တစ်နှစ်အတွင်းတကြံနှစ်ကြိမ်ကျင်းပသည့်မြို့ကိုပြပါဆိုလျှင်ရခိုင်ပြည်နယ်မြောက်ပိုင်းမှရှိသောသမိုင်းဝင်ရှေးဟောင်းမြို့သောမြောက်ဦးကိုပြရမည်ဖြစ်သည်ဟုတ်သည်မြောက်ဦးဒေသသည်ရခိုင်မင်းအဆက်ဆက်အနှစ်350ကျော်စိုးစံခဲ့သည့်မြို့ကြီးဖြစ်၍1984ခုနှစ်တွင်ဗမာဘုရင်ဘိုးတော်ဖျားသိမ်းပိုက်ပြီးနောက်ထီးနှံပျက်စီးခဲ့ရခြင်းဖြစ်သည်။မြောက်ဦးဒေသတွင်ကျောက်စစ်လက်ရာများနှင့်ထွင်းထုထားလေသောဖျားစေတီများရုပ်ပွားတော်ကြီးများလည်းအများအပြားရှိပြန်သည်။ထိုအထဲမှအထင်ရှားဆုံးက8000ပထိုးတော်ကြီးဖြစ်သည်။ရှေးဟောင်းမြို့တော်မြောက်ဦးမြို့၏အထင်ကရပြယုံများအနက်မှတစ်ခုဖြစ်သော8000ပထိုးတော်ကြီး၏ပွဲတော်ကိုနှစ်စဉ်ကစုံလပြည့်နေ့မှာကျင်းပလေးရှိသည်ထိုဘုရားပွဲတော်ကိုအခြေပြု၍ရေပေါ်တကြံဟူ၍ရေပန်းစားသောဒုတိယအကြိမ်မြောက်ရခိုင်တကြံကျင်းပသည့်ဓလေ့ပေါ်ပေါက်လာသည်ဟုပြောရမည်ရခိုင်ရိုးရာအားကစားနည်းတစ်ခုဖြစ်သည့်ကျင်ပွဲလောင်းပြိုင်ပွဲများနှင့်ကြေးရွာအလိုက်အားကစားပြိုင်ပွဲများရခိုင်ဇက်သမင်ပွဲများနှင့်ဗမာဇက်သမင်ပွဲများပါဝင်လေးရှိသည့်8000ဖျားပွဲတော်ကိုနှစ်စဉ်ကစုံလ၌ကျင်းပလေးရှိသည်မြောက်ဦးမြို့ကိုရစ်ခွေစီစဉ်သည့်အောင်တက်ချောင်းရိုးတလျှောက်ရခိုင်ပြည်နယ်အနေနဲ့အရရက်ကပြိုင်ပွဲဝင်များ၏လောင်းများဟာလှေခွက်ကြီးကျန်အလံမလဲစတန်ရှင်ပြိုင်နေသည့်အချိန်တွင်ပရိသတ်တွေကလည်းချောင်းရိုးပြီးတစ်ဖက်တစ်ချက်လောင်းလေများစီ၍အားပေးလေးရှိကြသည်ထိုကဲ့သို့အားပေးရင်းနှင့်လောင်းလေတစင်းနှင့်တစင်းအပြန်အလှန်ရေပက်ကစားကြ၏ပွဲတော်ရဲ့တစ်လျှောက်လုံးကျင်းပကြသည့်ဒုတိယအကြိမ်မြောက်ရခိုင်တကြံကိုရေပေါ်တကြံဟူ၍လည်းတင်စားကြသည်မြောက်ဦးတကြံဆိုသည်မှာရခိုင်ပြည်တွင်တော့အလွန်ထင်ရှားသည့်ပွဲတော်တစ်ခုဖြစ်သည်မြောက်ဦးမြို့သည်ပထမအင်္ဂလိပ်မြန်မာစစ်ပွဲမတိုင်ခင်ကရခိုင်ပြည်နယ်၏ရုံးဆိုင်ရာမြို့ရခိုင်မင်းအဆက်ဆက်သို့နန်းဆိုင်ရာမြို့ဖြစ်ခဲ့သည်နန်းတော်အုပ်ရိုးများနှင့်ရှေးဟောင်းသမိုင်းဝင်ဇေတီပထိုးပေါင်းများစွာတည်ရှိနေသေးသည်မြောက်ဦးမြို့ပတ်ချလဲကကုန်းကမူတိုင်းတွင်တည်ထားသည့်ရှေးဟောင်းဇေတီတော်များ8000ပထိုးတော်ကြီးထုတ်ကန်သိမ်းပထိုးတော်ကြီး9000ပထိုးတော်ကြီးအန်တော်သိမ်းမန်9ပါးစန္ဒမုနိပထိုးတော်ကြီးများနှင့်ဗန္ဓုလကျောင်းတော်တို့သည်မြောက်ဦးမြို့၏အခမ်းအနားဆုံးနှင့်ဂုဏ်ယူပွဲယဉ်ကျေးမှုများပင်ဖြစ်ပေသည်ယခုအခါတပ်ဦးမောင်နှင့်စောမို့တို့သည်8000ပထိုးတော်ကြီးသို့ရောက်ရှိနေကြပါ၏မနက်ဖြန်ဆိုလျင်မြောက်ဦးဒေသမှပြန်တော်မူဖြစ်၍ယနေ့တွင်မူမြောက်ဦးဒေသ၏အထင်ကရဖြစ်သော8000ပထိုးတော်ကြီးကိုလာရောက်ခဲ့ခြင်းဖြစ်သည်8000ပထိုးတော်ကြီးဆိုသည်မှာဓာတ်တော်ပေါင်း8400နှင့်ရွှေငွေကြေးတန်ကျောက်မြတ်ရတနာတို့ဖြင့်ထုလုပ်ထားသည့်စင်တုတော်ပေါင်း8400ကိုဌာပနာထဲတွင်ကိုးကွယ်ထားခြင်းတို့ကြောင့်ခေါ်ဆိုသည်ဟုသိရပေသည်တိမ်သမုတ်တိုင်များပါရှိ၍လည်း8000တိမ်တော်ဟုလည်းခေါ်ဆိုကြသည်8000ပထိုးတော်ကြီးသည်မြောက်ဦးမြို့၏မြောက်ဘက်တမိုင်အကွာရခိုင်ရိုးမတောင်တန်း၏အနောက်တောင်ဘက်ဖိုးခေါင်တောင်ကြီး၌တည်ရှိသည်ဘရင်မင်းပါကြီးက1535ခုနှစ်တွင်တည်ထားခဲ့သည်ဘရင်မင်းပါသည်8000ပထိုးတော်အတွင်8000သောဓာတ်တော်မွေတော်များနှင့်ညံတော်2000တမိုက်ရှိသည့်ရွှေစင်းတုငွေစင်းတုရတနာကိုပါစင်းတု108စုကိုဌာပနာထည့်သွင်းခဲ့သည်ပထိုးတော်ကြီးတွင်တည်ထားသည့်ဖျားစင်းတုတော်ပေါင်း8000ရှိသဖြင့်8000ပထိုးတော်ကြီးဟုအမည်တွင်သည်၎င်းပထိုးတော်ကြီးကိုရန်အောင်စီရတိမ်တော်ကြီးဟုလည်းခေါ်ကြသည်ဖျားမဝတွင်အမှတ်တရပစ္စည်းအယောင်းဆိုင်များနှင့်ပန်းသည်များရှိသည်စောမို့သည်သူ၏ထုံးစံအတိုင်းစီစဝါပန်းတစ်ခိုင်ကိုဝယ်လိုက်သည်ထိုအခါတအုံးမောင်ကရဲပါလေ၏ဘာလဲငါနာလာခဲ့တဲ့မိန်းကလေးတွေဇဝေဇဝါနဲ့
လမ်းပြောက်အောင်လို့လားခမားလေးတောင်မှတ်မိနေပြီပဲထုတ်တာမပြောဖြစ်တာမင်းနဲ့ပတ်သက်သမျှအရာအလုံးကိုငါမှတ်မိပါတယ်ကွာအတော့ကျွန်တော်ကိုကြာပန်းတစ်စီးပေးဗျာပြောရင်းဆိုရင်နဲ့ပင်တအုံးမောင်ကကြာပန်းတစ်စီးကိုဝယ်လိုက်သည်ခမားလေးကလည်းကြာပန်းကိုအတော်ကြိုက်တာပဲကုသိုလ်တော်ဖះမရောအခုရောပဲကြိုက်မနေဘူးမင်းနဲ့ငါအကြာကြီးအတူတူရှိနေနိုင်ဖို့ဓာတ်ရိုက်တက်ဆင်လုပ်နေရဂျာနယ်တဲကဘေးတင်ကန်နာထဲမှာရေးထားတာဖတ်လိုက်ရတယ်တစုံတယောက်နဲ့အတူတူအကြာကြီးရှိနေခြင်းရင်အဲ့ဒီသူနဲ့ဖះသွားတဲ့အခါတိုင်းမှာကြာပန်းလှူပါတဲ့ထိုအခါစောမိုကပြုံးသည်ခမားလေးကဘေးတင်ယုံနေလားယုံတာလည်းမဟုတ်တယ်လို့မယုံတာလည်းမဟုတ်ဘူးဒီတိုင်းစမ်းကြည့်တာရှုံးတော့လဲအရင်နိုင်တော့လဲအမျက်ပေါ့တအုံးမောင်နှင့်စောမိုတို့သည်ဖနက်များကိုမောဝအပြင်ဘက်တွင်ချွတ်ခဲ့ပြီးနောက်ဖះအတွင်ဝင်ခဲ့ကြသည်ရှစ်တောင်းဖះသည်အနောက်တောင်မြောက်သုံးပတ်လုံးတွင်မဟာယံတတိုင်းများပိတ်လျက်ရှိ၍အရှိဘက်ရှိတောင်ချေရင်မှသာဖះသို့ဝင်ရန်မုတ်ပေါက်ရှိသည်ထိုအရှိဘက်ဝင်ပေါက်သို့လည်းဖះဤတောင်ဘက်ပေ2000ခန့်အကွာတောင်ချေရင်ရှိမုတ်ဦးမဝင်၍တောင်ချေရင်တလျှောက်ဖောက်လုပ်ထားသောဆောင်းတန်းအတိုင်းသွားမှရောက်သည်ရှစ်ပေကျဲသည့်မုတ်ဦးမှ35ပေခန့်တက်သောမြေပြင်မှ16ပေမြင့်သောပထမပစ္စယံသို့ရောက်သည်ပထမပစ္စယံအရောက်ထိပ်ဝတွင်လက်ဝဲဘက်၌အလျား2ပေခွဲအနံ2ပေခွဲအမြင့်9ပေကျော်ရှိကြောက်စာတိုင်းတစ်တိုင်းရှိသည်ကြောက်စာတိုင်းဤမျက်နှာ3ဘက်၌နာဂရီဘာသာဖြင့်ကမီးရေးထိုးထားသည်ကိုတွေ့ရ၍ကြံတစ်ဖက်ရှိစာတို့မှမူပြတ်နေလေသည်ကြောက်စာတိုင်းနှင့်ရှင်လျက်ပစ္စယံဤလက်ရာဘဝတွင်အမြင့်9ပေနီးပါးရှိ၍ထိပ်တွင်တမော့ရုပ်ကြွထွင်ထားသောရှင်းမြောက်ကြောက်တိုင်တတိုင်ရှိသည်လက်ဝဲဘက်ကြောက်စာတိုင်ဤလက်ဝဲဘက်အနီး၌မူကြာပန်းပုံဓမ္မစကြာပုံရုပ်ကြွထွင်ထားသော12ပေကျဲသောကြောက်ပြားတစ်ပြားလဲကျနေသည်ကိုတွေ့ရ၏ပထမပစ္စယံတစ်ခုလုံးသည်ရခင်ကကြောက်တုံးတို့ဖြင့်တိဆောက်ထားသောစေတီပေါင်းများစွာတည်ရှိခဲ့ဟန်သူသည်ယခုမှပုံ၌နားငယ်အမှတ်အသားပြထားသောစေတီဝိုင်းတဆူနှင့်အသက်အမှတ်အသားပြထားသောရှင်းမြောက်စေတီတဆူမှအပပစ္စယံတစ်ခုလုံးအုတ်ကျိုးအုတ်ပဲတို့ဖြင့်လွှမ်းလျက်ရှိသည်တအုံးမောင်သည်ထိုမြင်ကွင်းကြောင့်အတော်ပင်စိတ်မကောင်းဖြစ်သွားရ၏အစဉ်အဆက်ထိမ့်သိမ်းရမည်ရှေဟောင်းဘီတုကလက်ရများကယခုအခါဂယုတဆိုင်ထိမ့်သိမ်းပေးမိသူမရှိ၍အတော်ပင်ပျက်စီးနေပေပြီနှမျောစရာကောင်းလှ၏ဝမ်းနည်းစရာကောင်းလှ၏တော်တော်တောင်ပြတ်နေပြီပဲ1984မှာဗမာတွေရဲ့ဘုံစံတစ်ကြိမ်မှန်ထားတယ်1825မှာအင်္ဂလိပ်ဘုံစံတစ်ကြိမ်မှန်ထားတယ်စုစုပေါင်း2ခါတောင်ဘုံထိထားတော့ဒီလောက်တော့ရှိမှာပဲခမလေးရဲ့အစိုးရဒါမှမဟုတ်သူတေသနာပညာရှင်တွေကမြောက်ဦးဖျားတွေကိုထိမ့်သိမ့်ဖို့အစီအစဉ်မရှိကြဘူးလားတအုံးမောင်၏အမေကိုစောမို့ကခပ်ဖြည်းဖြည်းလေးခေါင်းခ၏1990လောက်ထိဖြစ်နိုင်မယ်မထင်ဘူးတိုင်းရေးပြည်ကဒီလောက်ရှုံနေရအစိုးရကလည်းသူတို့အာဏာတည်ငြိမ်အောင်ထိန်းနေရဆိုတော့ဒီဘက်ကိုအာရုံရမယ်မထင်ဘူးသူတေသနာပညာရှင်တွေကလိုလားလားနဲ့လာပြီးထိမ့်သိမ်းပေးခြင်းရင်တောင်မြောက်ဦးဒေသကသွားလာရေးတိတ်ခတ်လွန်တယ်မဖြစ်နိုင်ဘူးတပ်အုံမောင်သည်ဤဒီကိုစိတ်မကောင်းစွာဖြင့်တချမ်းများကြည့်ပြီးနောက်ပထမပစ္စယံအပေါ်သို့တက်လာခဲ့သည်စောမို့ကတပ်အုံမောင်နှင့်ထက်ချက်မကွာလိုက်ပါလာ၏ပထမပစ္စယံမှတဆင့်တက်သွားသည့်အခါပေ30အမြင့်တွင်တောင်မှမြောက်ပေ60အရှိမအနောက်ပေ20မှ30အထိကျဲသောပစ္စယံတစ်ထပ်သို့ရောက်သည်ယင်းပစ္စယံအရှိဘက်သည်တောင်ဆောင်ဖြစ်၍အနောက်တောင်
မြောက်တို့တွင်12ပေခန့်မြင့်သောမဟာယံတတိုင်းဖြင့်ကထားသည်ယင်းပစ္စယံ၌အထူးအထွေတိဆောက်ထားခြင်းရှိဟန်မတူကြဒုတိယပစ္စယံမှတောင်ဆောင်တစ်လျှောက်မြောက်ဘက်သွားမှုမုတ်ပေါက်တစ်ခုတွေ့ရသည်ယင်းမုတ်ပေါက်အတိုင်းတက်သောမြေပြင်မှပေ60မြင့်သောဖျားကြီးတီယာပစ္စယံသို့ရောက်သည်ထိုပစ္စယံသည်တောင်မှမြောက်ပေ140ရှိ၍အရှိအနောက်225ပေရှိသောမဟာယံတတိုင်းကြီးသုံးပတ်ဖြင့်ကာရန်ထားသည်တောင်နှင်းမြောက်တတိုင်းကြီးတွင်အခန်းပေ20ကျယ်၍ညံတော်9ပေမြင့်သောစေတီငယ်များတစ်ခုနှင့်တစ်ခုအကွာအဝေးညီစွာတည်ထားသည်စေတီငယ်များကြားတွင်3ပေခွဲကျော်မြင့်၍3ပေနီးပါးကျယ်သောကြောက်ပြားများစိုက်ထားလေသည်ကြောက်ပြားနှစ်ဖက်မျက်နှာတွင်ပန်းသမောရုပ်ကြွများထွင်ထားလေသည်ဖျားကြီးဘက်လှည့်နေသောမျက်နှာတွင်မြတ်စွာဘုရားသခင်၏ပုံတော်အမျိုးမျိုးကိုထွင်ထုတ်ထား၍အပြင်ဘက်မျက်နှာတွင်နဂါဂလုံးကုံမယက္ခဘလူမွေစသောပုံများထွင်ထုတ်ထားလေသည်စေတီတေယာထိုပထမပစ္စယံဝယ်ဘေးလောင်းတော်ဘိုးလောင်းတော်တို့၏အယိုးစုကိုတင်းတင်းလျှောက်ပတ်စွာကုတော်သွင်း၍တည်ထားခဲ့သည်ဟုဆိုသည်ထိုတို့တည်ထားခဲ့သောတင်ကြိုင်းရာတို့တွင်မင်းပင်ကြီးလွန်ပြီးနောက်တည်ထားသောမင်းပင်ကြီးအယိုးအိုးတင်ကြိုင်းတော်တစ်ခုသာတွေ့မြင်ရတော့သည်ဖျားကြီးတီယာပထမပစ္စယံကိုတောင်ဆောင်အတိုင်းလျှောက်သွားသောအခါဖျားကြီး၏ကန္နာကုတီတိုက်သို့ဝင်ရာတခုတည်းသောမုံဝါကိုလက်ဝဲဘက်၌တွေ့ရပေသည်ရင်းမုံဝါအတိုင်းတက်တက်ဝင်သွားပါကအရှိနှင့်အနောက်ပေ40တောင်နှင့်မြောက်ပေ80ကျဲသောရှင်ပြင်ကိုတွေ့ရပေသည်ထိုရင်ပြင်မှလက်ဝဲဘက်ဆင်းကြံလိုင်းအတိုင်းဝင်သောဖျားကြီး၏ပတ်လည်နေရန်များ၌ဂူများရှိသည်အရှိဘက်နေရန်၌တစ်ဖက်နှစ်ခုစီရှိ၍တောင်မြောက်အနောက်နေရန်တို့၌ဂူ8ခုစီရှိသည်ရင်းကူများအတွင်တွင်ဖျားရုပ်ပွားနှစ်စုသည်ကြောချင်းကဲ့၍တည်င်းသုံးနေရာစင်းကြံဘက်မှတဆူကိုဖူးရ၍ဖျားကြီး၏ပထမပစ္စယံဘက်မှတစ်ဖက်အဆူကိုဖူးတွေ့နိုင်သည်ဗဟိုကန္နာကုတီတိုက်တွင်နိုင်မှုညံတော်8ပေခန့်မြင့်သောဗုဒ္ဓရုပ်ပွားသောတဆူရှိသည်ကန္နာကုတီတိုက်သည်ပေ30မြင့်၍အမိုးတောက်၄တောက်တွင်စေတီ၄စုရှိသည်အလဲကောင်တွင်ခေါင်းလောင်းပုံထီစသည်တို့ပါသောညံတော်ပေ60မြင့်သည့်စေတီတော်ကြီးထီတဲမာမာတည်လျက်ရှိသည်တအုံမောင်နှင့်စောမို့တို့သည်ပတ်ဝန်းကျင်တစ်ခုလုံးကိုတေချာလှမ်းမြင်ရသည့်နေရာတွင်ရှိနေပါ၏ဖျားပပတ်လယ်ကိုကြည့်ရှုပြီးနောက်တအုံမောင်ကမှတ်ချက်ချသည်ဟိန္ဒူလက်ရာတွေနဲ့အတော်တူတယ်မင်းရောဘလို့ထင်လဲကို့အထင်တော့ဇေဒီတော်ကြီးကိုဖျားပထိုးအဖြစ်ထက်ရခိုင်ဘရင်တွေကရန်သူဘေးကနေခိုအောင်ဖို့ခံတပ်အဖြစ်တည်ထားခဲ့တဲ့ပုံပဲတအုံမောင်ကတိတ်ယုံဟန်မရှိဟုတ်လို့လားခမားလေးကြည့်လေဇေဒီတော်ကြီးကို3ဘက်ပိတ်ထားပြီးအရှိဘက်တောင်ကြီးဘက်ကပဲမုတ်ပေါက်တစ်ခုတည်းဖွင့်ထားပြီးဝင်ကဘာလိုတိဆောက်ထားတယ်ဘာအကြောင်းကိစ္စမရှိပဲဘယ်သူမှတော့ဒီလိုမလုပ်ဘူးထင်တာပဲတအုံမောင်သည်စောမော်ဤစကားကြောင့်တေချာအကဲခတ်လိုက်သည်တိဆောက်ထားပုံကထိုကဲ့သို့ယူဆနိုင်စရာရှိသည်ဇေဒီတော်ကြီးသည်ဘုံဆန်2ကြိမ်မှန်ခဲ့သဖြင့်ယခုအခါအတော်ပင်ပျက်စီးယိုယွင်းလျက်ရှိသည်အထူးသဖြင့်ဇေဒီတော်၏အနောက်ဘက်ခြမ်းသည်ပျက်စီးယိုယွင်းခဲ့ရာဇေဒီတော်အားမြေပြင်မှကြည့်လျင်အုပ်ပုံကြောက်ပုံကြီးနှင့်မချာတွေ့မြင်ရလေသည်လက်ဆက်လှသောလေပြေညင်းကရှက်ပြေး၍တိုက်ခတ်လာ၏နွေရာသီဖြစ်၍လေပြေကအနှဲငယ်တော့ပူနွေးနွေးနိုင်သည်စောမောကတအုံမောင်၏ဘေးနားတွင်ရက်လျက်ပါဝင်းကျင်ကိုငေးကြည့်နေပါ၏ငါအဖြစ်သိပြီထင်တယ်ဘာလို့လဲ
ဘာကြောင့်ဘသူကမှကိုနဲ့ရင်မျက်စုအကြောင်းငါ့ကိုမပြောပြခဲ့ကြလဲဆိုတာကိုပေါ့စောမို့သည်တအုံမောင်ဤခါလေးကိုနူးညံ့စွာဖတ်လိုက်သည်အချိန်ကကူစားပေးသွားပါလိမ့်မယ်မှားတယ်အချိန်ဆိုတာစိတ်တန်ရာတွေကိုကူစားပေးလိမ့်မယ်ဆိုတာသိပ်မှားတယ်နာကျင်ခဲ့ရတာတွေကိုအနေထိုင်သွားရုံပဲလုပ်ပေးနိုင်တာဖြတ်တန်းခဲ့တဲ့အမှတ်တရတွေကိုနည်းနည်းလေးဝိုးကြိုးဝါးသားဖြစ်သွားအောင်ပဲလုပ်ပေးနိုင်တာစောမိုကသူ့၏အိတ်ကပ်ထဲမှစီကရက်ဘူးနှင့်မိကျစ်ဘူးကိုထုတ်လိုက်သည်ဘူးထဲမှစီကရက်တစ်လိပ်ကိုယူသည်ယူအောင်မလားဟုသောသဘောဖြင့်တပ်ဦးမောင်အားပေးသည်တပ်ဦးမောင်ကခေါင်းရမ်းသောအခါစောမိုကသူ၏စီကရက်ဘူးကိုအိတ်ကပ်ထဲပြန်ထည့်လိုက်သည်စီကရက်ကိုနှကန်းဝတွင်တိတ်လိုက်ကမီးညှိသည်စီကရက်ထေဝါကဖြည်းဖြည်းချင်းနှင့်မီးဆွဲလာသည်စောင်းမို့ဆေးလိပ်တွေတိတ်မတောင်းနဲ့အဆုတ်ယောဂရပြီးမြန်သေနေလိမ့်မယ်ဟွန်းကိုမသေးတော့ပါဘူးဘာကြောင့်လဲဆိုတော့လူယုံမာကြီးကတက်ဆိုးရှိကြတယ်လေစောင်းမို့နှင့်တာအုံမောင်သည်ခကြခဏစကားမပြောဖြစ်ကြစောင်းမို့ကစီကရက်ကိုဖွာရှိုက်၍ဖြည်းဖြည်းချင်းတောင်းနေသည်စီကရက်ငွေများကသူ၏မျက်နှာနာတွင်ပြန်တန်းလွင့်မြူနေသည်တအုံမောင်ကတော့စောမို့ကိုသာငေးကြည့်နေသည်စောမို့၏ခန့်ညာမှုကိုစီကရက်ငွေများကပဲမဖုံးလွှမ်းနိုင်မိကုံးငွေများကြားမှာစောမို့ကိုကြည့်ရသည်မှာခက်ဆန်းဆန်းလေးဖြစ်သည်ယခုလိုအရိုင်းဆန်သောပုံစံကရခင်လိုလူကြီးဆန်သောပုံစံချက်ပို၍ဆွဲဆောင်မှုရှိသည်ဟုမြင်မိသည်စောမို့၏နှုတ်ခမ်းတောင်လေးများကမတိတထိလေးကိုယ်တက်သွားသည်ကြည်လွန်းလို့မျက်လုံးလဲပေါက်ထက်သွားအောင်မယ်နော်တောင်မောင်ကရဲသည်ဆုနှစ်ဆုပဲတောင်းလို့ရမယ်အဲ့ဒီဆုတောင်းကလည်းပြည့်မယ်ဆိုရင်မင်းဘာဆုတောင်းမလဲစောမို့စောမို့သည်တောင်မောင်၏အမေကိုမဖြေသေးကောင်းကင်ပြာကြီးကိုငေးကြည့်ရင်စီကရက်ငွေများကိုဖွာရှိုက်နေပါ၏စီကရက်ကတဖြည်းဖြည်းနှင့်တိုးလာသည်စောင်းမို့သည်စီကရက်ကိုမိတက်လိုက်သည်ပြီးမှဖြည်းဖြည်းချင်းပြောပါ၏တနေ့နေ့ခမားလေးတယောက်ယောက်ကိုချစ်မိစေဖို့ဆုတောင်းတယ်ခမားလေးသူ့ကိုတိတ်ချစ်မိပါစေခမားလေးမျက်လုံးမှိတ်တဲ့အခါတိုင်းမှာသူ့မျက်နှာကိုမြင်ရပါစေအဲ့ဒီလိုမျိုးခမားလေးကိုတိတ်ဖြစ်စေချင်တာပဲလူတယောက်ကိုချစ်ရတာဘလို့လဲဆိုတာခမားလေးကိုသိစေချင်တယ်နှလုံးသားတစ်ခုလုံးကိုယဉ်ပြီးတကယ်ချစ်ရတဲ့အချစ်မျိုးပေါ့ဒါဖြင့်နောက်ထပ်ဆူတောင်းကရောစာအုပ်တအုပ်ထဲမှာဖတ်ဖူးတာလေးရှိတယ်မိန်းမတို့သည်ချစ်ဦးသူကိုအချစ်ဆုံးဖြစ်၍ယောက်ျားတို့သည်နောက်ဆုံးတွေ့တော်သူကိုအချစ်ဆုံးဖြစ်သည်တဲ့ကိုကတော့ခမည်းလေးနောက်ဆုံးတွေ့ရသူဖြစ်ချင်တယ်ငါတို့ကအခုမှ18နှစ်တာပဲရှိသေးရဲ့လေဖြတ်တန်းရမယ့်ဘဝကြီးကအရှိကြီးတွေ့ရမယ့်လူတွေကလည်းအများကြီးကြံသေးရဲ့ဆော်မို့တပ်ဦးမောင်၏စကားမှာနူးနူးညံ့ညံ့လေးဖြစ်သည်သို့တော့ဓာဖြင့်မှုန်ပြီးစားသိပ်သည်ထက်ဆို၏အစစ်ဖြင့်လောင်၍မီးမြိုက်သည်ထက်နာကျင်ရစေသည်ဆော်မို့သည်ခဏနွမ်းလေးသာပြုံးပါ၏သူ၏အပြုံးမှာစိတ်ထိခိုက်ခြင်းတို့ကိုခပ်ပါးပါးအပြုံးလေးဖြင့်ဖုံးလွှမ်းလိုက်ခြင်းမျိုးဖြစ်သည်နာတခစ်ဖွာထောင်ထော့ရာရမိုတို့နေပါနော်လောအဲ့ဒီစကားလေးကိုခမားလေးမှတ်မိလားတအုံးမောင်ကခေါင်းညိတ်၏အဆောင်မှာစာချက်တုံးကမင်းပြောဘူးတယ်မလားအဲ့ဒါကကရင်ဘာသာစကားနဲ့ဆိုခမားလေးရဲ့ဘဝတစ်ခုလုံးကိုပိုင်ဆိုင်ခြင်းနဲ့လို့အကျိပ္ပယ်ရတဲ့အမှန်တိုင်းပြောရရင်ကိုအရင်ကခမားလေးကိုပိုင်ဆိုင်ခြင်းမိတယ်အခုတော့ကိုခမားလေးကိုမပိုင်ဆိုင်ခြင်းတော့ဘူးခမားလေးကိုလွတ်လွတ်လပ်လပ်ပျော်ရွှင်နေစေချင်တာဒါလေးကိုတော့ခမားလေးသိထားပေးပါလားငါ
အမြဲတမ်းမှတ်ထားပါမယ်စောမို့ကိုတို့ပြန်ကြတော့မလားတအုံမောင်ကသဘောတူသည်ပြန်ကြတာပေါ့ဒါနဲ့ရောက်တော့ရောက်ခိုက်ကြော်စွာတို့စီခဏဝင်ကြရအောင်သူတို့နေတဲ့တစ်တော်ကျိုးဝိုင်းကဒီနေရာနဲ့တိတ်မဝေးဘူးမလားသွားကြမယ်လေကို့ကိုခဏလေးဆောင်ပေးပါလားစောမို့သည်ပျက်စီးနေသောကြောက်ပုံကြားမှကြောက်စစ်ခဲလေးတစ်ခုကိုကောက်လိုက်သည်သူကောက်ယူလိုက်သည်ကချောင်းမွတ်နေသောအဖြူရောင်ကြောက်စစ်လုံးလေးဖြစ်သည်စောမို့သည်ကြောက်စရစ်ခဲလေးတွင်ကပ်နေသောမြေကြီးမှုန်လေးများကိုသူ၏အင်ကြီးလက်ဖြင့်တုပ်လိုက်ပြီးမှသူ၏အိတ်ကက်ထဲတေချာထည့်လိုက်သည်ကြောက်စရစ်ခဲနဲ့ဘာလို့မလို့လဲစောမို့ကိုငငယ်တုန်းကကိုယ့်ရဲ့ဘွားရည်ကြီးကပြောဘူးတယ်နေရာတစ်ခုကိုသွားလို့အဲ့ဒီနေရာကကြောက်ခဲလေးကိုယူလာခဲ့ရင်အတူတူသွားခဲ့တဲ့သူနဲ့အဲ့ဒီနေရာလေးကိုနောက်တစ်ခေါက်ပြန်သွားရတတ်တယ်တဲ့ကိုညာဦးကိုခမားလေးနဲ့အတူထက်လာခြင်းသေးလို့တအုံမောင်မှအံ့ဩသွားရ၏စောမို့ကိုယခုလောက်ထိခလေးဆံမြေဟုမထင်ထားခဲ့ယခုလိုအလေးနက်ထား၍ကြောက်စစ်ခဲလေးကိုတေချာသိမ်းနေပုံကချစ်စရာကောင်းလို့၍တပြိုင်နက်မှာပင်ရဲကျင်မိသွားသည်ခလေးကလားပုံမြင်တွေကိုယုံနေပေါ့စောမို့လေးကအခုထိခလေးလေးပဲရှိသေးရပဲပလုတ်တုံးနဲ့ဆော့မလားတအုံမောင်ကသူ့ကိုခလေးတယောက်လိုစနေသောကြောင့်စောမို့ဤနေရွယ်ထိပ်ဖျားလေးများမှနေရဲလာသည်အသားဖြူသောကြောင့်ပို၍တိတာ၏ဘာမှခလေးမဟုတ်ဘူးစောမို့သည်ရှက်ရှက်နှင့်ထွက်လာခဲ့သည်တအုံမောင်ကနောက်ကစားနောက်ရင်းလိုက်လာ၏စောမို့လေးရေမမိုလေးရေဒီကတိတ်ချောတဲ့ကိုကိုစောင်းလေကွာကိုကိုရဲ့ခလေးလေးရေစောမို့ကတော့တအုံမောင်ကိုလှဲ့မကြည့်တော့ပဲရှေ့ကနေတုတ်ချီတင်ခက်မြန်မြန်သွားတော့သည်တအုံမောင်ဤခက်မြူးမြူးရဲ့တန်လေးကဖျားစင်းကြံတလျှောက်ပြန့်နှံ့သွားတော့သည်ဘဝနဲ့ပတ်သက်လို့အချက်၃ချက်ပဲရှိပါတယ်ပိုင်ဆိုင်ခြင်းလက်လွတ်ခြင်းနဲ့မျှဝေခံစားခြင်းပါတဲ့တပားသူရဲ့အသက်နှလုံးကိုပိုင်ဆိုင်ခြင်းကိုယ့်ဘက်ကဘလောက်ပေးဆက်နေပါစေအကောင်းမမြင်တဲ့သူကိုလက်လွတ်ခြင်းနဲ့ပျော်စရာအခိုက်အတန့်လေးတွေကိုမျှဝေခံစားခြင်းပါတဲ့ကြော်စွားထံသို့သွားရန်လမ်းသိချမသိ၍စောင်းမော်နှင့်တအူးမောင်တို့သည်ခုနကပန်းဝယ်ခဲ့သောပန်းသက်ကြီးထံသို့လမ်းမေးလိုက်သည်အတော်တစ်တော်ကျိုးဝိုင်းဘက်ကိုဘလို့သွားရလဲဗျအတော်ကြီးကပန်းခိုင်များကိုဝါမြင့်ကြိုးဖြင့်ချီနေရင်ဖြေပါ၏ရှေ့ရလမ်းအတိုင်းတက်တက်သွားလိုက်10 မိနစ်လောက်သွားပြီးရင်ညာဘက်ချိုးလိုက်ငါသူတို့ကဘသူစီသွားကြမလို့လဲကျွန်တော်တို့တငယ်ချင်းပါဗျတက္ကသိုလ်ကတငယ်ချင်းဆိုတော့ရောက်တုံးလေးသွားနှုတ်ဆက်မလို့ဗျဟေးဘသူတုံးနယ်ဘက်ဒေတာမှုအနှဲငယ်ဆက်ဆက်ဆူဆူနိုင်သည်သို့တော်လဲတအုံးမောင်ကဖြေလိုက်ပါ၏ကြော်စာလို့ခေါ်ပါတယ်ဗျသူ့မိဘတွေကတစ်တော်ကျိုးဝိုင်းအရာရှိတွေရဲ့ဟဲ့တော့ကြော်စာဆိုတဲ့နာမည်ကိုကြားမကြားဘူးပါဘူးအေးညီးသိလားပန်းတဲ့အတော်ကြီးကသူ့ဤဘေးတွင်လက်မှုပစ္စည်းများရောင်းနေသောအတော်ကြီးတယောက်ကိုလှမ်းမိ၏ထိုအခါလက်မှုပစ္စည်းရောင်းသည့်အတော်ကြီးကကွန်း100ကိုဝါရင်ဖြေပါ၏မြောက်ဦးမှာနေလာတာငါတသက်ရှိပါပြီအဲ့ဒီနာမည်တော့မသိပါဘူးအေးပန်းတဲ့အတော်ကြီးကထပ်ဆောင်ပြောပါ၏ကျုပ်တို့မြောက်ဦးကခေါင်လွန်းတော့10 တန်းအောင်တဲ့ចောင်းသားကလက်10 ချောင်းမပြေဘူးအဲ့ဒီတဲမှာတက္ကသိုလ်တက်နိုင်တဲ့သူကလက်5 ချောင်းတောင်မရှိဘူးဒါကြောင့်တက္ကသိုလ်တက်နေတဲ့သူတွေကိုဆိုအကုန်လုံးကတိကြတယ်အဲ့ဒီတဲမှာမောင်ရင်တို့တငယ်ချင်းကြော်စွာဆိုတဲ့သူမပါတာတော့အမှန်ပဲကျုပ်တို့ကိုမယုံရင်လဲသွားကြပေါ့မောင်ရင်တို့လူပင်မန်းမှာပဲရှိမှာစောမော်ဤမျက်ခုံးများကအလိုမကျဟန်ဖြင့်တွန့်ချိုးသွားသည်တချို့များကိုစစ်မေးခြင်းအလုပ်ကို
လှုပ်လာသူမို့လိမ်မလိမ်သည်ကိုတစ်ချက်ကြည့်ုံများဖြင့်သိသည်ပန်းတဲ့အတော်ကြီးနှင့်လက်မှုပစ္စည်းရောင်သည့်အတော်ကြီးတို့သည်လိမ်နေဟန်မရှိနေကံလူများဖြစ်၍အရှိကိုအရှိအတိုင်းသာပြောနေကြသည်ဒါဆိုလိမ်နေသည်ကကြော်စွာဖြစ်၏ဟုတ်သည်ကြော်စွာသည်ပိပိကြီးကြီးနှင့်လိမ်နေသည်မြောက်ဦးဒေသကသွားလာရေးခက်လွန်၍ခရီးသွားများကတိတ်လာလေးမရှိကြသူတို့သာမြောက်ဦးကိုမလာခဲ့လျှင်ထိုအကြောင်းကိုတသက်လုံးသိမည်မဟုတ်ကျော်စွာကဘာကြောင့်များလိန်ထားသနည်းမွေဟောက်ကဲ့သို့တိတ်ကိုတန်တရားများလုံးသောစောမို့ကိုတိုင်ပင်မရိမ့်မိလောက်အောင်အထိတစ်ချက်မျှဟန်မပြတ်ပဲလိန်နိုင်သောကျော်စွာသည်တော်ရုံတန်ရုံမှဖြစ်မည်မဟုတ်အင်အားကောင်းလွန်သောအဖွဲ့အစည်းကြီးထဲမှအထူးလေ့ကျင့်ထားသူတယောက်ဖြစ်ကိုဖြစ်ရသည်စောမွန်နှင့်တပ်ဦးမောင်တို့သည်မတိုင်ပင်ပါပဲအကြည့်ချင်းစုံမိသွားကြသည်သူတို့တငယ်ချင်းအုပ်စုတွင်ယောက်ျားလေး၄ယောက်ရှိသည်တပ်ဦးမောင်ကဒီမိုကရေစီကိုလိုလားသူတယောက်စောမွန်ကသူ၏အကျိုးစီးပွားတစ်ခုတည်းကိုသာကြည်တတ်သည့် realist တယောက်လင်းမြမြတ်ကကွန်မြူနစ်ဝါဒီတယောက်ကျော်စွာဤတရုတ်မှန်ကဘာဖြစ်မည်နည်းမတူညီသောခံယူချက်ကိုယ်စီနှင့်တငယ်ချင်း၄ဦးသူတို့၄ယောက်သည်တယောက်နှင့်တယောက်လုံးဝမတူညီသောခံယူချက်ကိုယ်စီကြောင့်တနေ့နေ့တစ်ချိန်ချိန်တွင်ရန်သူများဖြစ်လာနိုင်သည်ကငြင်းမရသောအမှန်တရားသူတို့၏တငယ်ချင်းအုပ်စုသည်တဖြည်းဖြည်းနှင့်ပြိုကွဲရန်အရေးအယောင်များပေါ်ထွက်လာချပြီတကားတန်တောင်ကြီးမြို့သည်ကရင်ပြည်နယ်တွင်ရှိသောမြို့လေးတစ်မြို့ဖြစ်သည်တောင်ပေါ်ဒေသဖြစ်သည်မို့ရာသီဥတုကအေးစိမ်၍အုပ်မိုင်းနေသည်ကောင်းကင်ပြင်တွင်တိမ်ပင်လယ်များဖြင့်ဖုံးနေတတ်သည်အေးချမ်းသည်တိတ်လှသည်တန်တောင်မြို့ကြီးနှင့်မနီမဝေးတွင်ဘရင်နောင်တပ်စခန်းတစ်ခုရှိသည်ဘရင်နောင်တပ်စခန်း၏စန့်ကျင်ဘက်အရမျက်နှာတွင်တော့စံအိမ်ကြီးတစ်ခုရှိသည်ဤဒီကစောမော်၏စံအိမ်ဖြစ်သည်ဤစံအိမ်တွင်အစီအဝေးများဆွေးနွေးပွဲများကိုပြုလုပ်သည်လုံခြုံရေးတိတ်တင်ကြသည်ခြံဝင်းတစ်လျှောက်လုံးတွင်လျှက်စီးများချထားသည်အမဲလိုက်ခွေကြီးများကိုခြံထဲတွင်လွှတ်ထားလေးရှိသည်ယနေ့တွင်မူခါတိုင်းထက်ပို၍လုံခြုံရေးတင်းကျပ်ထားသည်အဘဲကြောင့်ဆိုသောယနေ့ဆွေးနွေးပွဲသည်ထိပ်သီးခေါင်းဆောင်နှစ်ယောက်၏ထိပ်တိုက်ဆွေးနွေးပွဲဖြစ်နေသည်ငွေအင်အားလူအင်အားတောင့်တင်းလွန်သောကရင်ခေါင်းဆောင်စောမိုခေမာဓိပတိနှင့်အာနာကိုအပိုင်စားရရှိထားသောဗိုလ်ချုပ်နေဝင်းတို့မျက်နှာချင်းဆိုင်ထိုင်၍တေချာဆွေးနွေးကြမည်ဖြစ်သည်ဆွေးနွေးပွဲခန်းမကြီးကခမ်းနားလာသည်ထဲဝါသောမိဆိုင်ကြီးကမျက်နှာကျမှတဆင့်တွဲကြနေသည်ညရန်တွင်အဖိုးတန်လှပြီးရှာပါလွန်သည့်တမင်ကြိုကြားကောင်ချင်းသေးကောင်များနှင့်စင်ဆွဲများကိုချိတ်ဆွဲထားသည်ကျမ်းပြင်တစ်ခုလုံးကိုကြက်တစ်တရေများဖြင့်ခင်းထားသည်အခန်းထောက်တွင်မီးတင်ကြောင်များဖြင့်ပြုလုပ်ထားသောမီးလင်းဖို့ကြီးတစ်ခုရှိသည်ထင်းမီးများကတဖြောက်ဖြောက်နှင့်လောင်နေကြသည်မီးလင်းဖို့မှအနှွေးဓာတ်ကခမ်းမတစ်ခုလုံးကိုခြုံလွှမ်းနေသည်ခမ်းမအလယ်တွင်ကျုံးစပွဲရှိကြီးနှစ်ခုကိုမျက်နှာချင်းဆိုင်အနေအထားဖြင့်ထားရှိထားသည်တစ်ဖက်တွင်နေရာလွတ်နေ၍ကြံတစ်ဖက်တွင်မူစောမောကထိုင်နေပါ၏စောမောသည်သူ၏နှဲ့ပြောင်းနေသောဆံနွယ်များကိုကျဲဖြင့်အပေါ်တက်တင်ထား၍ဥပတိယုံမှာရှင်းတန့်ကြည်ကြည်နေ၏မျက်လုံးများကလင်းယုံတကောင်ကဲ့သို့စူးရဲနေသည်စီကရက်များတောက်လွန်၍နှက်ခမ်းများကအနှဲငယ်ပြချင်းချင်းဖြစ်နေသည်အနက်ရောင်ဆွဲသားကိုအောက်ခံ၍မဟူရာရောင်လောင်ကုတ်ရှည်ကြီးကိုအပေါ်မှထပ်ဝစ်ထားပါ၏
အမဲရောင်ဘောင်းမရှိကိုလိုက်ဖက်စွာဝတ်ထား၍ပြောင်လဲနေသောအနက်ရောင်ရှုဖက်တရံကိုတော်ဝင်ဆန်စွာစီးထားပါ၏ကြည်လင်လှသောလက်ကောက်ဝတ်တွင်တမိုးကြီးလှသောလက်ပတ်နိုင်တစ်ခုကိုပတ်ထား၏လက်တကြွယ်တွင်မှမဟူရာလက်စွပ်တစ်ခွင်းကိုဝတ်ဆင်ထားပါ၏စိတ်တစတန်စင်ဟုအမည်တက်နိုင်သည့်တယောတန်ကလည်နေသောတပ်ပြားမှထွက်ပေါ်လာ၏အကျော်စိမ်းများထနေသောလက်ချောင်းများကဝီစကီတဖန်ခွက်ကိုခပ်ဖြည်းဖြည်းလေးလှုပ်၍စိန်ခံကာတောက်နေပါ၏စပွဲပေါ်တွင်တော့ပစ္စတိုတနက်တလက်ကိုချထားပါ၏စောမော၏ပုံစံမှာခန့်မှန်းရခက်သည်တစ်ဖက်တွင်ရင်ကျက်တည်ငြိမ်နေတော့လဲအခြားတစ်ဖက်တွင်အရိုင်းဆန်နေ၏တစ်ချိန်တည်းမှာပင်စေတံ၏လူတက်ငွေများကသူ့ကိုလွှမ်းခြုံနေတကယ်သို့ရှိနေပြန်၏တိတ်ဆိတ်နေသောအခန်းအတွင်းတွင်ခြောက်ခြားပွဲရာတယောတန်မှအပါအခြားမြည်သည့်အတန်မှမကြားရထိုစဉ်တွင်ကျွန်းတကားကိုဆွဲဖွင့်တန်ကြားလိုက်ရသည်အခန်းအတွင်းသို့ခက်မှန်မှန်ဝင်လာသောခြေတံကိုကြားရသည်တည်င်းလာဖို့သူမှာစောမို့ဤတပည့်တယောက်ဖြစ်၏တခင်လေးသူတို့လာနေပါပြီစောမို့သည်တပြားကိုပိတ်လိုက်၏တယောတန်ကတီကနေရက်သွားသည်ကောင်းပြီပတ်ဝန်းကျင်ကိုတေချာစောင့်ထားဘာအမှားရွေးမှမရှိစေနဲ့ဟုတ်ကဲ့ပါပြန်လည်ထွက်ခွာသွားသည့်ခြေတံများကိုကြားရ၏စောမို့သည်ကလထိုင်ကိုမှီလျက်သူ၏မျက်လုံးများကိုမှိတ်ထားလိုက်သည်ယနေ့အစည်းအဝေးကအရေးကြီးသည်သဘောတူညီချက်အောင်မြင်လျင်တော်တော်လေးအကျိုးရှိနိုင်သည်သို့ပေမဲ့ဤအတွက်တော်တော်လေးစွန့်စားရလိမ့်မည်တိုင်းပြည်တွေးချောင်းစီခြင်းကိုအစာပြိုးပေးလိုက်သလိုဖြစ်သွားလိမ့်မည်သူ့အတွက်တော့ကိစ္စမရှိဤကိစ္စထဲမညှိအောင်အခုကတည်းကကြိုတင်ပြင်ဆင်ထား၍ရသည်သူ့အကျိုးရှိသမျှဘသူသေးသေးမသေးသေးသူနှင့်မသက်ဆိုင်ဝင်ရောက်ဆွတ်ဖက်မည်လည်းမဟုတ်ဧကန်ကျမ်းမြင့်ကိုဖျက်လျှောက်လာသောရှုဖနက်တံများကိုကြားလိုက်ရသည်စောမို့သည်သူ၏မျက်လုံးတို့ကိုဖွင့်လိုက်သည်အစည်းအဝေးခန်းမတကားကကြွေကနေပွင့်လာသည်အခန်းအတွင်းသို့ဝင်လာသောလူနှစ်ယောက်ဗိုလ်ချုပ်နေဝင်းနှင့်သူ၏ကိုယ်ရေးအရာရှိတဦးဗိုလ်ချုပ်နေဝင်းကအသားညိုသည်မျက်ခုံးကောင်းသည်နှာခေါင်းအနှဲငယ်ပွား၍နှုတ်ခမ်းထူသည်အညာသားယုံမျိုးဖြစ်သည်စောမို့သည်မတက်ရလိုက်၍ဗိုလ်ချုပ်နေဝင်းအားလက်ပေးလိုက်သည်ဗိုလ်ချုပ်နေဝင်းကစောမို့အားလက်ဆွဲနှုတ်ဆက်ပါ၏တွေ့ရတာဝမ်းသာပါတယ်အန်ကယ်တွေ့ရတာဝမ်းသာပါတယ်မောင်ရင်ဗိုလ်ချုပ်နေဝင်းနှင့်သူ၏ကိုယ်ရေးအရာရှိတို့သည်စောမို့၏မျက်နှာချင်းဆိုင်ထိုင်ကုန်တွင်ဝင်ထိုင်လိုက်သည်ကဲခရီးဝေးရလာရတာဆိုတော့တူတူနဲ့လိုရင်းပဲပြောကြရအောင်ဗျာကိုရေးအရာရှိကစောမို့အားစာချုပ်တစ်ဆောင်ကိုကမ်းပေးပါ၏စောမို့သည်ထိုစာချုပ်ကိုဖတ်ကြည့်လိုက်သည်25ကျပ်တန်35ကျပ်တန်85ကျပ်တန်ငွေစက္ကူများကိုရက်စဲကငွေစက္ကူအသစ်များဖြင့်ပြောင်းလဲမည့်အကြောင်းအစီအစဉ်ပြုလုပ်ထားသောစီမံကိန်းစာချုပ်ဖြစ်သည်စီမံကိန်းကအန်တရယ်များသလောက်သူတို့ဘက်ကပြန်ရလာမည်အကျိုးအမြတ်ကလည်းအတော်လေးများသည်စောမို့ကိုကမ်းလှမ်းထားသည်ကမြန်မာနိုင်ငံလုံးရှိရေနံလောက်ကွက်အားလုံးကိုတဦးတည်းလောက်ပိုင်ခွင့်ဖြစ်သည်ကမ်းလှမ်းမှုကအတော်လေးမက်လောက်စရာကောင်းသည်စောမို့ကနောက်ဆုံးအကြိမ်ပြန်မေးသည်အန်ကယ်တေချာစဉ်းစားပြီးပြီလားတိတ်အန်တရယ်များတဲ့စီမံကိန်းနော်အခက်မသိရင်ပြည်လုံးကျွတ်ဆန္ဒပြပွဲတွေဖြစ်လာနိုင်တယ်ကျုပ်ဆုံးဖြတ်ချက်ကိုပြင်မှာမဟုတ်ဘူးစနစ်တစ်ခုပြောင်းမယ်ဆိုရင်စန့်ကျင်မှုကိုအနည်းနဲ့အများတော့တွေ့ရမှာပဲစောမို့ကစာချုပ်ကို
လက်မှတ်မထိုးသေးဖောင်တိန်ကိုလက်ညှိုးနှင့်လက်ခလဲကြားတွင်လှည့်ရင်းမေးလာ၏ကျွန်တော်သိချင်တာကဘာကြောင့်ကျွန်တော်နဲ့အတူတူအလုပ်တွဲလုပ်ချင်တာလဲစောမော်ဤစကားတန်ကရင်သည်မလေးစားမှုများပါနေ၏ဗိုလ်ချုပ်နေဝင်းကတော့စောမော်ဤအပြုအမူများကိုဥပိ္ပခပြုထားသည်သို့သောကိုရေးအရာရှိကဖြင့်သူ၏ဆရာကိုထို့သောအချို့ဖြင့်စကားပြောသည်ကိုလက်မခံနိုင်ဘူးထင်ပါ၏မင်းရဲ့တငယ်ချင်းတပ်ဦးမောင်မသေးစေခြင်းလေတံအချိုးပြောင်းလိုက်နားကြီးစရာကောင်းလိုက်တာပြောပြောဆဆနှင့်ပင်စောမော်သည်မျက်စိတမိတ်အတွင်းမှပင်စပွဲပေါ်ရှိတနတ်ကိုယူလိုက်၍မောင်းတင်ကကိုရေးအရာရှိ၏နှစ်ဖူးထံကိုရည်ရွယ်လျက်ပြစ်လိုက်လေသည်တနတ်ကြည်စံကပြောင်းဝမှဒိုင်းကနေဟုသောမိတံဖြင့်လင်မြန်လာစွာသောအရှိန်အဟုန်ကိုစီလျက်ထွက်လာကြ၏မျက်ကြောင်တစ်ခတ်စာအတွင်းမှပင်ကြည်စံကကိုရေးအရာရှိ၏နှစ်ဖူးအလဲကောင်တက်တဲ့တွင်စိုက်ဝင်သွားလေပြီကိုရေးအရာရှိသည်ကနောက်ထပ်စကားတန်မထွက်နိုင်တော့နှစ်ဖူးတွင်ကြည်စံဆိုင်၍တည်သွားလေပြီဗိုလ်ချုပ်နေဝင်းကဤအခြေအနေများကိုကြောက်နေဟန်မရှိသူ့အတွက်တော့ရိုးနေပြီဖြစ်သည်သူ၏ဘေးနားရှိလူသေးအလောင်းကိုသာအေးဆက်ဆက်ကြည့်နေပါ၏ကိုရေးအရာရှိ၏နှစ်ဖူးမှတဆင့်ရဲပြစ်နေသောသွေးဆက်များကစီးကျလာပါ၏မောင်ရင်အတွက်မောင်ရင်တငယ်ချင်းကအတော်အရေးပါရဲ့ချင်းနဲ့တပ်ဦးမောင်ကကျွန်တော်အတွက်တော့အပြင်းပြေကစားကြတစ်ခုထပ်မပိုးနည်းနည်းလေးစိတ်ဝင်စရာကောင်းလို့အနားမှာခဏတစ်ဖြုတ်ထားတာနည်းနည်းလေးထိန်းချုပ်ရခပ်ပြီးမန်ဖီတက်တဲ့ခွေးတကောင်သားအဆင်ပဲရှိတယ်စောမို့သည်ဖောင်တိန်အဖုံးကိုဖွင့်လိုက်ကစာကြော၏အောက်ခြေတွင်လက်မှတ်ထိုးလိုက်သည်နောက်တစ်ခါမဆိုင်မဲအာချောင်တက်တဲ့ကိုရေးအရာရှိကိုခေါ်မလာပါနဲ့အန်ကယ်စောမို့သည်ဗိုလ်ချုပ်နေဝင်းအားစာချုပ်ကိုပြန်ပေးလိုက်သည်ဗိုလ်ချုပ်နေဝင်းကစာချုပ်ကိုယူ၍ပြန်တော်မီပြင်ဆင်မှာပင်စောမို့ကဝီစကီကိုလှုပ်တော့ရင်းပြောပါ၏ဒါနဲ့အန်ကယ်ကျွန်တော်တတ်ဖို့မကြိုးစားပါနဲ့ကျွန်တော်နောက်မှာခွန်စာနဲ့ပပကြီးတို့ရှိရမို့လို့အန်ကယ်ပဲချိခိုက်လိုက်မယ်ဗိုလ်ချုပ်နေဝင်းသည်စောမို့အားတစ်ချက်မျှသာကြည်ကထွက်သွားတော့သည်အခန်းထဲတွင်စောမို့တယောက်ထဲသာကြံတော့သည်ထိုအခါတွင်မှစောမို့သည်တယ်လီဖုန်းတိုင်ခွက်ကိုနှိပ်လိုက်သည်တေချာကြည့်မိဆိုပါကသူ၏လက်ချောင်းများကအနှဲငယ်တုံနေသည်ကိုတွေ့ရမည်ဖြစ်သည်တယ်လီဖုန်းလိုင်းဆောင်နေရသည့်အချိန်ခဏလေးကယခုအခါအတော်ကြာသည်ဟုထင်မိသည်စိတ်လှုပ်ရှားမှုတတ်တာလိုတတ်တာညာစောမို့သည်သူ၏နှက်ခမ်းတောက်ကိုကိုက်ခဲထားမိသည်သို့တော်လည်းအချင်းဤသာဖြစ်၏စောမို့သည်ကြောက်နေသည်ဟုတ်သည်အင်မတန်ရက်ဆက်လုံး၍တန်တရားများလွန်သောစောမို့ခေမာဓိပတိသည်ကြောက်နေပါ၏အကျဉ်သူကိုဆုံးရှုံးလိုက်ရမည်ကိုကြောက်နေပါ၏ခဏအကြာတွင်မူတယ်လီဖုန်း၏တစ်ဖက်မှအကျဉ်သူ၏အတန်ကိုကြားလိုက်ရ၏ဟယ်လိုစောမို့သည်ထိုအတန်လေးကိုကြားလိုက်ရသောကြောင့်နုနုညံ့ညံ့လေးပြုံးမိသွားရသည်ကိုပါစောမို့ခမည်းလေးနေကောင်းလားတယ်လီဖုန်းတစ်ဖက်မှရဲတံမြူးမြူးလေးကိုကြားလိုက်ရပါ၏တေချာနားထောင်ကြည့်ပါကဤဒီမှာတအုံးမောင်၏အတန်ဖြစ်သည်ကိုသိနိုင်ပေသည်နေကောင်းတာမှဒေါင်ကိုမြည်နေရပဲဘာလို့လဲဒီတိုင်းခမည်းလေးရဲ့အတန်လေးကိုကြားကျင်လို့နေကောင်းတယ်ဆိုရင်ပြီးတာပါပဲကိုဖုန်းချလိုက်တော့မယ်စောမို့သည်ပြောပြီးသည်နှင့်တယ်လီဖုန်းကိုချလိုက်တော့သည်မရည်ရွယ်ပါပဲလျက်တပ်ပြင်းတရှိုက်ကိုပင်ပန်းစွာရှိုက်ထုံမိလေသည်ကိုတို့နှစ်ယောက်ဟာစန့်ကျင်ဘက်လာရကို
ဦးတည်နေတဲ့ပြိုင်မြင်နှစ်ကြောင်ခမားလေးနဲ့စုံနိုင်ဖို့ကိုပဲစူးစမ်းနေလိုက်မိကြဒီတတင်ကအချိန်လေးအတွင်းမှာကိုတို့နှစ်ယောက်ကမြင်းပြိုင်နေဆိုတာကိုမေ့သွားခဲ့တယ်ဟုတ်တယ်ကိုတို့နှစ်ယောက်ဟာအစကတည်းကမစုံနိုင်ခဲ့တဲ့မြင်းပြိုင်တွေဘလောက်ပဲစူးစမ်းနေပါစေဘယ်တော့အခါမှမစုံနိုင်တော့တဲ့မြင်းပြိုင်နှစ်ကြောင်းပါပဲပြိုင်မြင်းပြိုင်ဆိုတာမြင်းနှစ်ကြောင်းစုံရုံထုံးစံရှိလို့လားခမားလေးရဲ့ဘယ်တော့မှစုံသွင်းနိုင်မှာမဟုတ်တဲ့ပြိုင်မြင်းနှစ်ကြောင်းဟာကံကြမ္မာရဲ့ကြည်စားမှုမှာတယောက်နဲ့တယောက်တိကျွမ်းခဲ့ကြတယ်တယောက်နဲ့တယောက်အနေနီးခဲ့ကြတယ်တန်ရောစင်တွေရှိလာကြတယ်အဓိကနေတဆင့်ချစ်ချင်းမြတ်တာတွေဟာတဖြည်းဖြည်းနဲ့ပေါက်ဖွာလာကြတယ်ရဲချင်းစရာတစ်ခုကကိုတို့နှစ်ယောက်ဟာမှားယွင်းနေတဲ့အချိန်မှာမှားယွင်းစာတွေ့မိကြတာလေကိုအတွက်တော့လူတယောက်ကိုချစ်မိတယ်ဆိုတာမဟာအမှားကြီးတစ်ခုပဲကိုရဲ့တည်တွင်ကိုကိုယ်တိုင်တူးလိုက်တာနဲ့မချဘူးကိုအသက်ကအခုမှ19နှစ်ကျော်ရုံပဲရှိသေးတယ်ခမားလေးကိုသာမချစ်မိခဲ့ရင်ဘာကိုမှကြောက်နေမိမှာမဟုတ်ဘူးဘဝတက်လန်းတွေကိုလည်းလက်လွတ်ရမှာမဟုတ်ဘူးအခုတော့ခမားလေးဟာကိုရဲ့တခုတည်းသောအားနည်းချက်ဖြစ်လာတယ်ခမားလေးကြောင့်ကိုကြရှုံသွားနိုင်တယ်လို့ကိုကြောင့်လည်းခမားလေးသေသွားနိုင်တယ်ဒါကြောင့်ကိုရဲ့အချစ်ကိုတရားဝင်ထုတ်ပြဖို့ဆိုတာမဖြစ်နိုင်တော့ဘူးတရားဝင်မဟုတ်တဲ့ချစ်ချင်းဟာပျက်စီးဆုံးရှုံးခြင်းတရားကိုပဲဦးတည်တယ်ဆိုတာခမားလေးသိလားလူတိုင်းကပျော်ရွှင်စရာဇက်သိမ်းလေးလိုချင်ကြတယ်လူတိုင်းကဇက်သိမ်းမှစိတ်ရှင်းသွားချင်ကြတယ်ဒါပေမဲ့ဘဝဆိုတာဒီလိုမှမဟုတ်တာရှင်နာစရာအဆုံးသက်ဖြစ်လာနိုင်တာကိုကြိုသိထားတဲ့အချစ်ဆက်လန်းလေးတစ်ပုဒ်ကိုတို့တွေဘလို့စိတ်နဲ့များကြိုဆိုရမလဲဒါပေမဲ့ဒီအခိုက်အတန့်လေးမှာခမားလေးနဲ့စုံတွေ့ခွင့်ရခဲ့လို့ကိုတကယ်ပြောပါတယ်